အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဗီဒီယိုလေးမှာတော့ကျွန်တော် IR2112 ရဲ့ကျွန်တော် circuit simulation လုပ်ပုံလေးကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရင်ဆုံးကျွန်တော် Proteus software တွေကိုကျွန်တော်ဖွင့်လိုက်ပြီးအခုလိုမြင်တွေ့နေရတဲ့အတိုင်းပါပဲခင်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ IR2110 ကိုကျွန်တော် IR2112 ကိုကျွန်တော်ရွေးချယ်ပါမယ်ခင်ဗျာ IR2112 ရပါတယ်ခင်ဗျာ IR2112 ကိုကျွန်တော်ဒီမှာချလိုက်မယ်IR2112 ရပြီ IR2112 မှာကျွန်တော်တို့ပါဝင်တာကျွန်တော်တို့ဒီမှာHIN ဆိုကျွန်တော်တို့ဘာလို့ high side input ပေါ့နော် LIN low side input ကျွန်တော် HO high side output LO low side output ပါမယ်ကျွန်တော် HIN ကျွန်တော်တို့ HIN နဲ့ LIN ကိုကျွန်တော်တို့signal pass လေးတွေကျွန်တော်ပေးကြည့်မယ်ခင်ဗျ pass ကိုကျွန်တော်ရေးလိုက်မယ် pass လေးရပြီ pass ရပြီဆိုရင်ကျွန်တော်ဒီ pass လေးကိုကျွန်တော်ပြင်လိုက်ပါမယ်ခင်ဗျဒီထဲမှာရှိရဲကျွန်တော်တို့ initial low voltage ကတော့0ပါပဲကျွန်တော်တို့ pass high voltage ကကျွန်တော်တို့5 volt signal ကျွန်တော်တို့5 volt ပေါ့နော်5 volt ရပြီကျွန်တော် step ကကျွန်တော်0ကစမယ် rise time fall time ကကျွန်တော်တို့1 microsecond ကျွန်တော်တို့ pass width percentage ကကျွန်တော်တို့ 50% ကျွန်တော်တို့ frequency မှာကျွန်တော်တို့မောင်းမဲ့ကျွန်တော်တို့ MOSFET ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့ကဘယ်လိုကျွန်တော်တို့ device မျိုးစားဆောက်မှာလဲကျွန်တော်တို့ inverter ကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ inverter မျိုးစားဆောက်မယ်ဆိုရင်ကျွန်တော်တို့က50 Hz ပေါ့နော်50 Hz ကျွန်တော်ရေးချက်လိုက်မယ်ဒီရပြီကျွန်တော်တို့ high side ပြီးသွားလို့ရင်ကျွန်တော်တို့ဒီဟာ high side ကိုကျွန်တော်ချိန်လိုက်မယ် high side ရပြီကျွန်တော်တို့ဒီမှာ low side အတွက်ကျွန်တော်တို့ signal ပေးပါမယ်ခင်ဗျာ low side အတွက်ကျွန်တော် signal ပေးမယ်low side မှာလည်းကျွန်တော်တို့ထိုးလေးတစ်ပေါင်းမယ်ကျွန်တော်ပြင်မယ်အခု low side ရောက်ကျွန်တော်ဖြောင်းမြန်ပေါ့နော်ဖြောင်းမြန်ဆိုတာကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော် inverter မှာဆိုလို့ရှိရင်ကျွန်တော်တို့ကon delay off delay အဲ့လိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ low side ကိုလည်းဖြောင်းမြန်မြန်ပေးမယ်အဲကြတော့ကျွန်တော်တို့က initial low voltage ကကျွန်တော်တို့5 volt ကျွန်တော်တို့ pass high voltage ရတော့ကျွန်တော်တို့က0 volt ပဲပေးလိုက်မယ်start second 0ကနေပဲစမယ်ကျွန်တော် right side fall time ကတော့1 microsecond ပါပဲခင်ဗျာကျွန်တော် frequency ကတော့ခုန high side မှာပြီးခဲ့လို့ပဲကျွန်တော်50 Hz နဲ့ကျွန်တော်မောင်းနေတယ်ဆိုတော့ကျွန်တော်50 Hz ကိုရေးချလိုက်တယ် okay နေနိုင်မယ်ဒါလေးမမီဘူးတူပြီးတော့ကျွန်တော်တို့ဒီမှာ VC တဲ့နံပါတ်3 VC ကတော့ကျွန်တော် power ပေါ့နော် power လည်းကျွန်တော်တို့ဒီကနေပြီးတော့5 volt signal ဝင်ရင်ကျွန်တော်တို့ဒီ high side output ကကျွန်တော်တို့ဒီက power ပေးတယ်ကျွန်တော်တို့ဒီ12 volt ဒါမှမဟုတ်15 volt 15 volt အဲ့လောက်ဒီကျွန်တော်တို့ပေးလို့ရတယ်ခင်ဗျသူ့ရဲ့ data ရှိတယ်မှာတော့သူကတော့15 volt ကနေပြီးတော့ကျွန်တော်တို့20 volt ထိကိုကျွန်တော်တို့ပေးလို့အဆင်ပြေတယ်ခင်ဗျ data ကြီးဖတ်ကြည့်ရင်တော့သိပါလိမ့်မယ်ခင်ဗျကျွန်တော်ဒီမှာ power ပေးလိုက်မယ် power ဆိုရင်ကျွန်တော်ဒီကပဲရှာလိုက်မယ် power ပေးလိုက်မယ် power က okay ကျွန်တော်တို့ power မှာ plus ကျွန်တော်တို့15 volt ပေးလိုက်မယ်15 volt ပေးလိုက်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ high side ဘက်ကကျွန်တော်တို့ကbooster မျိုးစားတွေဖြစ်တော့ကျွန်တော်တို့ booster converter booster capacitor တို့ပါတော့အဲ့ဒီမှာသုံးပါပေါ့ကျွန်တော် booster ဖြစ်အောင်လုပ်ရမှာတော့တူတူကျွန်တော်တို့က design လေးစောင့်အောင်လုပ်ကျွန်တော်တို့အမှားဘယ်လိုစောင့်မလဲပေါ့ကျွန်တော် diode ဒီညမှာရေးကြည့်တာကျွန်တော်တို့ diode မျိုးစားရွေးချယ်တဲ့အချိန်မှာကျွန်တော်တို့က UFCD ကိုကျွန်တော်တို့ရအောင်ရွေးချယ်ရမယ်ခင်ဗျာကျွန်တော် rectifier diode တွေဆိုရင်ဆင်ပြေနိုင်အောင်ခင်ဗျာ high voltage ကျွန်တော်တို့ဒီမှာ high voltage ကျွန်တော်တို့မောင်းမဲ့ inverter မှာကျွန်တော်တို့ကmain board တွေပေါ့နော်gate drain to source ကိုဖြတ်စီမဲ့ main board တွေကကျွန်တော်တို့ကအများကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ကအားကြလို့ရှိရင်ကျွန်တော်ရိုးရိုး rectifier ခုနဒီ booster circuit ကိုတိစောက်တဲ့ချိန်မှာရိုးရိုး rectifier ကျွန်တော်တို့ဒီ diode အမျိုးအစားတွေနဲ့မရဘူးခင်ဗျအားချိန်မှာကျွန်တော်က UFCD ကိုကျွန်တော်ရွေးချယ်ပါခင်ဗျ UF 4000 ကျွန်တော် UF 4000စီကိုရွေးချယ်ပါခင်ဗျသူ့ရဲ့အမျိုးအစားကတော့ ultra fast rectifier တဲ့သူကဒီမျိုးစား UFCD ကိုကျွန်တော်ရွေးချယ်ပါမယ်ခင်ဗျ UFCD ကိုကျွန်တော်ရွေးချယ်မယ် VB ကိုကျွန်တော်ချိန်မယ် VB ပင်နံပါတ်6ကိုချိန်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာ capacitor booster ဖြစ်အောင်လို့ကျွန်တော်တို့က capacitor နှစ်ခုကိုကျွန်တော်တို့က parallel ချိန်ပြရမယ်ခင်ဗျ VS နဲ့ဟိုဖြစ်ပြရမယ်ခင်ဗျ capacitor နှစ်ခုမလုပ်လဲကျွန်တော်တစ်ခုရပါတယ်ခင်ဗျဒါအရေးမကြီးပါဘူးခင်ဗျ CVCI DOR capacitor
CAPA CID က capacitor မှာကျွန်တော်တို့ generate အမျိုးအစားကျွန်တော်တို့ဈေးကွက်မှာလည်းဝယ်လို့ရတယ်ကျွန်တော် generate capacitor အမျိုးအစားပဲကျွန်တော်ရွေးချယ်လိုက်ပါမယ် generate capacitor ကျွန်တော်ထည့်လိုက်မယ် generate capacitor okay capacitor ကျွန်တော်တို့မှာတော့ VS နဲ့ကျွန်တော်ထည့်ရပါတယ်ကျွန်တော်အခုဒီ diode ရဲ့ဒီ capacitor ရဲ့ကျွန်တော်စောင့်နေတာဒါ boosted circuit ပုံနဲ့စောင့်နေတာဖြစ်ပါတယ် boosted capacitor မျိုးစားကျွန်တော်ဒီဟာကိုကျွန်တော်10 microfarad ပေးပါမယ်10 microfarad okay ကွန်မွန်စီကွန်ပင်နံပါတ်2ကွန်မွန်ကတော့ကျွန်တော်တို့ပုံမှန်တိုင်းကျွန်တော် ground ချမယ်ခင်ဗျ ICD ရဲ့သဘောတော့အတိုင်းကျွန်တော်တော့ ground ချမယ် ground ချမှာဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကျွန်တော်အဲ့ဒါလို့ကျွန်တော်စမ်းပြီးတော့ကျွန်တော်မောင်းကြည့်လိုက်ပါခင်ဗျ simulation မမောင်းခင်မှာကျွန်တော် oscilloscope လေးနဲ့တခါတည်း pass တွေကိုကျွန်တော်မှန်ကျွန်တော်ရေလုံးကြည့်လိုက်ပါခင်ဗျကျွန်တော် HO ရဲ့ high side output ကိုကျွန်တော်ကြည့်လိုက်ပါခင်ဗျ high side output ပြီးတော့လို့ရှိရင်ကျွန်တော် low side output ကိုကျွန်တော်ကြည့်လိုက်ပါခင်ဗျကျွန်တော်တို့ကဒီမှာဝင်ထားတာကျွန်တော်တို့ဒီမှာ5 volt ဝင်တယ်တိုးတော့ကျွန်တော်တို့ကဒီကနေထွက်သွားမယ့်အရာတွေအားလုံးကကျွန်တော်15 volt ဒီမှာ VCT ပေးထားပြီးတော့ကျွန်တော်15 volt ထွက်ဖို့ထွက်မယ်ခင်ဗျအဲဒီကျွန်တော် simulation လုပ်ကြည့်လိုက်မယ်ခင်ဗျာsorry ကျွန်တော်တို့ဒီမှာ SD ဆိုတော့ကျွန်တော်တို့ ground common ground နဲ့ချိန်ပြရမယ်ကျွန်တော်ပြန် run ကြည့်လိုက်မယ်ခင်ဗျာ okay ထွက်သွားပြီခင်ဗျာကျွန်တော်တို့ဒီမှာ channel A ရယ်ကျွန်တော်တို့ဒီမှာ channel B ရယ် channel B ရယ်မှာကျွန်တော်တို့ခုနကျွန်တော်တို့ပြောထားတယ်ဒီမှာ VCC ကိုပေးထားတယ်ကျွန်တော်တို့15 volt တိုင်းကျွန်တော်တို့ထွက်ရှိသွားပါပြီခင်ဗျာ15 volt ဟုတ်ပါတယ်ခင်ဗျာ14.5 volt ဆိုတော့ကျွန်တော်15 volt နေပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ